အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်လူငယ်နဲ့အိမ်မက်ပေါ့နော်လူငယ်တယောက်အတွက်ဒီအိမ်မက်တွေဆိုတာဘလောက်အရေးပါတယ်ဒီအိမ်မက်တွေကိုရောက်ရှိဖို့အတွက်ကိုဘယ်လိုလမ်းခီးတွေရှိတယ်ဆိုတာကိုအနေငယ်ကျွန်တော်ဝေမျှပေးသွားမှာဖြစ်ပါတယ်အားလို့ပြောလို့လူကြီးတွေနဲ့မဆိုင်ဘူးတော့မဟုတ်ပါဘူးလူကြီးတွေလည်းကြီးလို့ရပါတယ်ချိန်ကကိုယ့်ရဲ့လူငယ်ဘဝမှာကိုနေထိုင်ခဲ့တဲ့ကိုယ့်ရဲ့အမတ်တရားတွေလူငယ်ဘဝအမတ်တရားတွေကိုပြန်ပြီးတော့လွမ်းဆွတန်တရင်းနဲ့ဟာဒီချိန်တွေရောက်နေပါလားငါဆက်ပြီးတော့ရှေ့ရှောင်းငါဘာတွေလုပ်အောင်မလဲဆိုတဲ့အသွေးမြင်တစ်ခုရရှိဖို့မျှော်လင့်နေတဲ့ဒီဗီဒီယိုလေးကိုစပြုလိုက်ပါတယ်။ Okay ပထမဆုံးဒီ post တစ်ခုကိုကြည့်ကြည့်အောင်။ဟုတ်ပါတယ်အဲ့ဒါကျွန်တော်ပါ။လွန်ခဲ့တဲ့2016ခုနှစ်ပေါ့နော်။လွန်ခဲ့တဲ့10နှစ်ကျွန်တော်ဒီ10တန်းပြီးတော့ပထမဦးဆုံးတက္ကသိုလ်စတင်မဲ့အချိန်လေးပေါ့။အဲ့ဒီအချိန်ကနေအခုဆိုရင်10စုတစုဖြစ်လာခဲ့ပြီ။ဆိုတော့ဒီ10စုနှစ်စုအတွင်းမှာကျွန်တော်လည်းလူများတွေလိုပဲကျွန်တော်မှာအိမ်မက်တွေပန်းတိုင်တွေရှိပါတယ်ဆိုတော့ဒီအိမ်မက်ပန်းတိုင်တွေကိုအခုချိန်မှာဆိုရင်တော့ဒါကျွန်တော်ရရှိတဲ့လောက်ကျွန်တော်အိမ်မက်တွေအကောင့်ထဲပေါ်ပြီးပေါ့နော်ဆိုတော့ကျွန်တော်ဘာတွေလုပ်ခဲ့တယ်ဒီအိမ်မက်တွေရဖို့ကျွန်တော်ဘယ်လိုပြင်ဆင်ခဲ့တယ်အခုချိန်မှာဒါကျွန်တော်ဒါတွေကိုသိခဲ့ရင်ကျွန်တော်ဘာတွေလုပ်မယ်ဆိုတဲ့ဟာဟိုဒီရှေ့အခုကြည့်နေတဲ့ဒီလူငယ်တွေအတွက်ကိုယ့်ရဲ့အိမ်မက်တွေပုံမှာလဲကိုဘယ်လိုလုပ်လို့ရလဲဆိုတော့ idea တစ်ခုရရှိဖို့မျှော်လင့်ရင်းနဲ့ကျွန်တော်ဝေမျှတာပဲဖြစ်ပါတယ်လွန်ခဲ့တဲ့ဒီ2010ခုနှစ်မှာဆိုရင်ကျွန်တော်ရဲ့ story လေးနဲ့အရင်စလိုက်အောင်ပေါ့နော်ကျွန်တော်ကဘာဖြစ်ချင်တယ်လဲဆိုရင်အဲ့ဒီအချိန်တွေတော့ကျွန်တော်ဒီ breaking လို့ခေါ်တဲ့အများပြည်သူသိရဒီ break dance ပေါ့နော်အကကိုကျွန်တော်ကအရင်စိတ်ဝင်စားတယ်ကျွန်တော်လည်းကျောင်းမှာကျွန်တော်ရဲ့ senior ကိုတွေနဲ့ကျောင်းဆင်းပြီးတော့နားတဲ့အချိန်တွေမှာဆိုရင်ကျွန်တော်တို့ဒီအကားတွေလေ့ကျင့်တယ်ကျွန်တော်လူငယ်ဘဝကိုကျွန်တော်အဲ့လိုမျိုးငါလည်းနောက်တစ်ချိန်ကျရင်တော့ဒီအကဗီဒီယိုတွေထဲမှာမြင်တဲ့တိုင်းပြည်နိုင်ငံပြိုင်ပွဲတွေမှာငါသွားပြီးတော့ပြိုင်ချင်တယ်ဆိုတော့ကျွန်တော်အိမ်မက်ရှိခဲ့ပါတယ်ဆိုတော့အဲ့ဒီအိမ်မက်ကိုပဲကျွန်တော်လုပ်ခဲ့တာအခုဆိုရင်တော့ပြီးခဲ့ပြီပေါ့နော်ကျွန်တော်ပြိုင်ချင်ခဲ့တဲ့ဒီ Red Bull BC1 လို့ခေါ်တဲ့ကမ္ဘာအကြီးဆုံးပြိုင်ပွဲတစ်ခုလို့ပြောလို့ရတဲ့ပြိုင်ပွဲမှာကျွန်တော်ဝင်ပြီးတော့တွေ့ကြုံပညာဘုဒ္ဓတွေတည်ခွင့်ရခဲ့ပါတယ်အဲ့ဒါအားလုံးအတွက်ဘုရားခင်ကိုလည်းကျွန်တော်ကျေးဇူးတော်ချီးမွမ်းပါတယ်။ Okay ဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့လူငယ်တွေစီမှာလည်းဒီလိုမျိုးအိမ်မက်တွေတစ်ခုခုရှိမယ်ပေါ့နော်။ Okay မိတ်ဆွေရဲ့ပန်းတိုင်ကဘာလဲတော့ကျွန်တော်မသိပေမဲ့ပေါ့နော်။ပို့ပြီးတော့ကောင်းမွန်တဲ့အိမ်မက်တွေဟိုအကောင့်ထဲပေါ်နိုင်ဖို့ပေါ့နော်။နံပါတ်1တစ်ချက်ဘာလုပ်မလဲဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်အရင်ပြုပြင်တင်ပါတယ်ဟာအဲ့လိုပြောလို့မရှုပ်ထွေးတော့ပါနဲ့ဒါတိုက်ရိုက်တော့သက်ဆိုင်မှုရှိချင်မှရှိမယ်ဒါပေမဲ့နံပါတ်1ကိုယ့်ရဲ့ဒီ fitness ပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုရင်ဦးဆုံးပြုပြင်တင်ပါတယ် gym ဆော့တင်တယ်ကျွန်တော်ဆိုလို့ချင်တာ gym သွားဖို့ပတ်စံမရှိဘူးဆိုပေမဲ့အိမ်မှာလုပ်လို့ရတဲ့ workout program တွေအခုဆိုရင်ဒီ YouTube တွေ internet တွေပေါ်မှာလေ့လာလို့ရတယ် ChatGPT ပေါ်မှာ plan တွေဆွဲလို့ရတယ်အဲ့ဒါလုပ်တင်ပါတယ်ဘာလို့ကျွန်တော်ဒါကိုလုပ်ဖို့ဆိုလို့တလဲဆိုရင်နံပါတ်1ဒီ gym ဆော့ခြင်းအဖြစ်ပေါ့နော်ဒီယောက်ျားလေးတယောက်အတွက်ကတော့အရန်အကျိုးအမြတ်ရှိပါတယ်ဒီ gym ဆော့ခြင်းအဖြစ်မိတ်ဆွေရဲ့ဒီခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့ပြောင်းလာမယ်အဲ့လိုပြောင်းလာဖို့တော့ကိုအနောက်မှာမိတ်ဆွေကနေရောညရောဒီခန္ဓာကိုယ်ပြောင်းလဲဖို့အတွက်ကိုစူးစမ်းနေတယ်ဆိုတော့အဲ့ဒီမှာတင်မိတ်ဆွေရဲ့discipline လို့ခေါ်တဲ့စီကံပေါ့နော်စီကံတစ်ခုကိုတိဆောက်ပြီးသားဖြစ်သွားပါတယ်ဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်တော်ကိုကစီကံမရှိသေးနေတဲ့အချိန်မှာကိုယ့်ရဲ့အိမ်မက်တွေကစီစနစ်တကျဖြစ်ဖို့ဆိုတာခက်ခဲပါတယ်ဆိုတော့နံပါတ်1ဒီကျွန်တော်သာဆိုရင်တော့အမြန်ဆုံးပေါ့နော်ကိုကပတ်စံလည်းမရှိသေးဘူးဘာမှလည်းလုပ်လို့မရသေးတဲ့အချိန်မှာလုပ်လို့ရတာတခုကကိုယ့်ရဲ့ခန္ဓာကိုယ်ချိုးစားကိုတတ်မှလာအောင်အရင်လုပ်သင့်ပါတယ်Okay နံပါတ်1တစ်ချက်ကပေါ့နော်အိမ်မက်တွေလှုပ်ချင်တယ်ကိုကဒါပဲကိုယ့်ရဲ့အိမ်မက်ကိုပဲကိုလှုပ်ချင်တယ်ဟုတ်ပြီအဲ့ဒီအိမ်မက်တွေလှုပ်ဖို့အတွက်ကတော့ငွေဆိုတာလိုပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီငွေတွေကိုရရှိဖို့အတွက်ကိုမှဒီငယ်ရတဲ့အချိန်မှာကိုဘာလုပ်လို့ရမလဲနံပါတ်2 skill တစ်ခုခုကိုကျွန်တော်တို့သင်ယူသင့်ပါတယ်ပေါ့နော် skill ဆိုတဲ့နေရာမှာကိုဒီငွေရနိုင်ဖို့skill တစ်ခုခုကိုကျွန်တော်တင်ယူတင်ပါတယ်ခေတ်ကာလကတော့အများအားပြောင်းလဲရှိနေမှာပဲ
ဒါပေမဲ့ဒီ2026အခုလက်ရှိအချိန်မှာမိတ်ဆွေဒီဗီဒီယိုကြည့်နေရဆိုရင်ဘာတွေရေးစည်းကြောင်းမှာခေတ်ရေးစည်းကြောင်းမှာဘာစီးပွားရေးတွေခေတ်စားနေတယ်လဲကို့မှာဘာ skill တွေကိုလုံးတက်တယ်လဲကိုဘာတွေသင်ယူခြင်းတယ်လဲအဲ့လိုမျိုးစပြီးတော့ကိုမေးတင်ပါတယ်ကျွန်တော်သာဆိုရင်ကျွန်တော်ဘာတွေသင်ယူခဲ့တယ်လဲပေါ့နော်ကျွန်တော်ဒီ2020လောက်ကစပြီးတော့ကျွန်တော်ဒီ video editing နေကျွန်တော်လေ့လာပါတယ်နောက်တစ်ခုကျွန်တော်တကယ်ချင်းနေတယ်ကျွန်တော်ဒီစီးပွားရေးအသေးလေးစလုပ်ရင်လည်းကျွန်တော်မသိဘူးတဲ့ digital marketing ပေါ့နော် digital marketing ပညာရပ်ကိုကျွန်တော်စပြီးတော့ကျွန်တော်လေ့လာသင်ယူခဲ့ပါတယ်အဲ့လိုနဲ့တဖြည်းဖြည်းကျွန်တော်ရဲ့ skill တွေဒီလုံးရင်နဲ့ကျွန်တော်ရဲ့ skill တွေပို့ပြီးတော့ကိုအများနဲ့လုံးနေတာဆိုတော့ပို့ပြီးတော့ထူးချွန်လာတာပေါ့နော်ဆိုတော့အခုအချိန်ဒီမှာကျွန်တော်ဒီ skill တွေကိုပဲအသုံးပြုပြီးတော့စိတ်တည်တာကျွန်တော်ရဲ့ဒီဝင်ငွေတွေကိုကျွန်တော်ရှာနိုင်ပါတယ်ဆိုတော့အခုဒီအမေရိကမှာဆိုတော့လဲကျွန်တော်ဒီ skill တွေအသုံးပြုခြင်းအပြင်ဒီသွားစိတ်ခန်းနဲ့ dental office တွေရဲ့ digital marketing ဘိုင်းတွေမှာကျွန်တော်တောင်းယူဦးစီးပြီးတော့ကျွန်တော်လုပ်ပေးနေခြင်းအပြင်ကျွန်တော်ရဲ့ဝင်ငွေစိတ်တည်တာကျွန်တော်အဲ့ဒီနဲ့ရရှိပါတယ် Okay နံပါတ်3ဒီတစ်ချက်ကတော့မိတ်ဆွေရဲ့အသွေးမြင်ရတော့ဘယ်လိုရှိမလဲမသိဘူးဒါပေမဲ့ဒါကတော့ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ကျွန်တော်အဖြစ်ပုံမူတည်ပြီးတော့ပြောပြမှာဖြစ်ပါတယ်ကိုယ့်ရဲ့ network ပေါ့နော် network ဆိုတာကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတကယ်ချင်းတွေကိုရွေးပြီးတော့ပေါင်းတင်ပါတယ်ဒီငယ်ရတဲ့အချိန်တွေမှာတော့ကိုကတော့လူတိုင်းနဲ့ကိုကတော့ဘယ်လိုလဲကိုနဲ့အဆင်ပြေဖို့ပေါ့နော်ပေါင်းမယ်ဆိုပေမဲ့ကိုကလည်းတစ်ဖက်မှာ skill ကလည်းမရှိသေးဘူးကိုမှလည်းတန်ဖိုးတစ်ခုကကောင်းမွန်တဲ့တန်ဖိုးတစ်ခုကိုကိုကလည်းမပေးနိုင်သေးဘူးဆိုတော့ကိုမှလည်းဘလို့မှအဲ့ဒီကောင်းမွန်တဲ့တန်ဖိုးတွေပေးနိုင်တဲ့မိတ်ဆွေရဲ့တိုင်ဝမ်ဆိုရောက်လာမှာမဟုတ်ပါဘူးဆိုတော့အခုမိတ်ဆွေကြုံနေရတဲ့ဒီမှာရှိနေတဲ့တကယ်ချင်းအပေါင်းအသင်းနေဆိုတာလေတကယ်တော့10%လောက်ပဲမိတ်ဆွေရဲ့ဘဝမှာအကျိုးရှိတာပါကျန်တဲ့90%သောလူတွေတကယ်ချင်းလို့ပြောနေတဲ့လူတွေကကွဲပြောက်သွားကြတာပေါ့နော်ကိုဘဝအတွက်ဘာမှမသက်ဆိုင်တော့ပါဘူးနောက်ကြရင်လေဆိုတော့ကိုမှာဒီလိုမျိုးမိတ်ဆွေတကယ်ချင်းတန်ဖိုးရှိတဲ့အရာတွေကိုတုံတင်လမ်းပြပေးနိုင်မဲ့မိတ်ဆွေတွေကိုအတွက်အကျိုးရနိုင်မဲ့အကျိုးရှိနိုင်မဲ့ပညာရပ်တွေကိုပြပြနိုင်မဲ့သူတွေဘုသူတတွေကိုဝေမျှပေးနိုင်မဲ့မိတ်ဆွေတကယ်ချင်းမျိုးကိုရှာသင့်ပါတယ်မိတ်ဆွေကောင်းဆိုတာရန်ကိုရွှေထက်ကိုရှားပါတယ်ဆိုတော့မိတ်ဆွေကောင်းတယောက်ကိုလွယ်နဲ့ရဖို့လဲမိတ်ဆွေမျိုးလင့်ပါနဲ့ပေါ့နော်ဆိုတော့ကို့မှာက less the skill တွေကိုဝေမျှပေးနိုင်တယ်သူတစ်ပါးကိုကလည်းပြန်ပြီးတော့ကူညီနိုင်တယ်ဝေမျှနိုင်တယ်အဲ့လိုမျိုးလုပ်ရင်ကိုယ့်ရဲ့ skill ကိုယ့်ရဲ့ personality ကိုကိုကတီထောင်ရင်တီဆောက်ရင်နဲ့ကောင်းမွန်တဲ့မိတ်ဆွေတွေလည်းမိတ်ဆွေကြုံရမှာပါဒီလိုနည်းနဲ့ကိုယ့်ရဲ့ network ကိုတီဆောက်တင်ပါတယ်ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒါကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ကျွန်တော်ဒါလွန်ခဲ့တဲ့10နှစ်ကိုပြန်သွားမယ်ဆိုရင်ကျွန်တော်ဘာလုပ်မလဲဒီအချက်3ချက်ကိုကျွန်တော်အရင်လုပ်မှာဖြစ်ပါတယ် Okay နောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ကြရအောင်